တကယ်တော့ကျမအနေနဲ့အရင်တော့ပြောခဲ့သလိုပဲလက်နက်ကင်ပြီးလှုပ်တဲ့အကြမ်းဖက်လှုပ်ရက်တွေကိုဘယ်တော့မှအားမပေးသလိုလက်မခံပါဘူးခုလဲ PDF ဆိုတဲ့လူငယ်တွေလက်နက်ကင်ပြီးဒီမိုကရေစီအတွက်လှုပ်နေတယ်လို့ပြောတယ်ကျမလုံးသဘောမကျဘူးအဲ့ဒါဟာမှားယွင်းတဲ့လှုပ်ရက်ဖြစ်တယ်လို့ဒီမိုကရေစီရဲ့အနှစ်သာရပျောက်ဆုံးတယ်အဲ့ဒီဗီဒီယိုကတကယ်အမေစုကိုပြောနေတာလားလို့တကယ်မဟုတ်ဘူးတရားမှကျွန်တော်တို့အမေစုပြောတဲ့စကားမဟုတ်ဘူးသူတို့ AI နဲ့လုပ်ထားတယ်ဆိုတော့အမေစုနဲ့အတန်နဲ့တော့တူတာပေါ့ဒါမဲ့မမိကြလားမသိဘူးတကယ်မတူတာတခုရှိတယ်ဘာလဲဆိုရင်တော့အမနားထောင်ကြည့်ကြအမတကယ်တော့ကျမအနေကျမ်းမတဲ့အမေစုကအဲ့လိုအတမဝဲပါဘူးကျမ်းမတဲ့တကယ်အတမပြေတဲ့ AI ရဲ့ပြောနေတဲ့ AI ပြောနေတဲ့စကားတော့သူစကလုံးတိုင်းကိုနားထောင်ကြရမှာတကယ်အပေါ်ရန်နဲ့နားထောင်နေဆိုရင်တော့တကယ်အမေစုအတန်နဲ့တော့တူတာပေါ့တကယ်မဟုတ်ဘူးကျွန်တော်တော့လုံးဝမဟုတ်ဘူးအဲ့ဒါတကယ်အမေစုဟာတကယ်ဗမာစစ်ပါတကယ်ပြောမယ်ဆိုရင်တော့အတမ်လည်းမဝဲပါဘူးဆိုတော့အများကြီးပြောစရာမလို AI နဲ့လုပ်ထားတဲ့အတမ်ပါ